အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဖရတာပန်ချန်ပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ Chance 61 episode 5ကိုဆိုတော့တော့ကျွမ်းနေတယ်โอเคကျွန်တော်ဘာလုပ်တာကျွန်တော်ဒီ episode မှာအများကြီးတိတ်မလုပ်တော့ဘူးနော်ဘာလို့နည်းနည်းလေးကျွန်တော်တို့ရဲ့ဒီမှာလေးဗျာတော့ပြီးတဘာကင်းနေအဲ့ဒီနားမှာပဲဖြစ်နေတယ်ကောင်းကောင်းမှုလို့ကောင်းကောင်းဖြစ်တော့စိုက်ကင်းတိုးဖြစ်တော့မှကျွန်တော်ဒီလုံးနေရတော့တိုင်းလဲကျွန်တော်ပြသိလိုက်ပြီနော်တိတ်ကြည့်မလားဒါနဲ့ကျွန်တော်ရဲ့ရှောင်းမှနေတော့ဖိုက်တာလေးကြည့်ပါကျွန်တော်ကျွန်တော်ပထမဆုံးဝင်တော့ဘာနာမည်ပေးတင်ကြလဲနဲ့တော့စဉ်းစားထားတယ်နာမည်တော့ရှိတယ်ဘာနာမည်ပေးနေဒါမှခင်ဗျာမပေးနေတယ်ကျန်တဲ့ငါးနှစ်ကောင်ရှိတယ်ကျန်တဲ့ငါးနှစ်ကောင်ဖိုက်တာတော့မှဒီကဘူးပါလို့ဆိုမိတော့ဘူးပလက်ဆိုတာအဲ့ဒါဒီအဲ့ငါးနှစ်ကောင်မိထားတယ်အဖူလေးတစ်ကောင်နဲ့အနှစ်တစ်ကောင်အဲ့ကောင်နှစ်ကောင်လည်းနာမည်ကိုပြရမယ်မှန်းလိုက်ကြတော့ဒီနေ့မှာတော့ဒီနေ့နိုင်
လေကြလို့တော့ပုံနေပြီးတော့မှာလာပြီးတော့အောင်ရကျွန်တော်တို့လာတော့ဒန်ဂျင်လောက်ပြီးတော့ပတ်တယ်ငါတမဟင်းကြီးပြပါဖမ်းကလေးကြတယ်ဘယ်ဟဲ့နော်ဟဲ့အင်းနော်တေးပြီးတော့နှကောင်းလေးတော့နှကောင်းလေးနှကောင်းလေးတီးစမ်းပါတီးစမ်းပါဟုတ်ကွာဟုတ်ကွာအာဟာဒီတော့မင်းလေးနေလာရောအမတူဟေးဒါဆိုနှစ်ခုရပြီကအလန်ဟေးဒါလေးလည်းနှစ်ခုရပြီအဲ့ဒါနှစ်ခုရရိုးစီဒီဒါဒီဖြစ်ခွဲပြပိုင်းမှာတော့ဒီချမ်းတော့ပလီတန်လုံးနဲ့တက်တယ်နောက်ပြီးဆုံးမပြတွေ့ကြမယ်နော်ဘိုင်ဘိုင်